စိတ်ဆင်းရဲတယ်ဆိုလို့ရှိရင်မဆင်းရဲအောင်မြတ်စွာဘုရားပေးတဲ့နီလန်းနဲ့ဘုံဘုံတို့ကျင့်သုံးမှသာလေစိတ်ချမ်းသာမှုဟာရနိုင်မှာဟုတ်လားမြတ်စွာဘုရားရှိသွားပြီးတော့နဘူးနစာလုပ်နေလို့ကိုယ့်ရဲ့အဆင်မပြေမှုတွေကပျောက်သွားမှာမဟုတ်ဘာဖြစ်လို့တော့ဘုံဘုံတို့ရဲ့ဘုရားကယ်တယ်ဘုရားမှမဟုတ်ဖဲနဲ့နော်နီလန်းပေးတယ်ဘုရားဟုတ်လားကယ်တယ်ဘုရားမဟုတ်နော်ဘာလို့တဲ့ဘုရားတော့နီလန်းပေးတယ်ဘုရားဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ဟောထားတာပဲလေတုံမဟိကိစ္စမှာတတ်ပဲအခါတာတော့တထာဂတာလှုပ်ရှားရှိတဲ့လောကသင်တို့ကိုယ်တိုင်လောက်ရလိမ့်မယ်ဖះဆိုတာပြောယုံပဲပြောနိုင်တာတဲ့။ဂိုင်ဘလောက်ရိုးရှင်းတော့ဟုတ်လားပြောတယ်ဆိုတာဘာတော့နီလန်းပေးတာဟုတ်လားဒါကြောင့်မလို့ကိုယ့်ရဲ့အစ္ဆဒကိုမပြင်မဲနဲ့ဘုံဘုံတို့ရဲ့စိတ်ဟာမငြိမ်းအေးနိုင်ဘူးဟုတ်ရဲ့လားကိုယ့်ရဲ့အစ္ဆဒအတွင်းစိတ်ကိုပြုပြင်နိုင်မှငြိမ်းအေးမှုကိုရနိုင်တာဟုတ်လားအဲ့ဒါလည်းပဲမြတ်စွာဘုရားပေးထားတဲ့နီလန်းများနဲ့အညီဘုံဘုံတို့ဘာလို့ဖို့လို့တော့ပြင်ဆင်ဖို့လို့နော်အဲ့တော့နီလန်းကိုမသိရင်လည်းပဲပြင်တတ်မှာမဟုတ်ဘူးနော်မပြင်လို့ရှိရင်လည်းပဲငြိမ်းအေးမှာမဟုတ်ဟုတ်လားဒါကြောင့်နီလန်းကိုသိအောင်လည်းပဲပထမဘာလုပ်ရမလို့သင်ယူရနီလန်းကိုသိမှလည်းပဲအတွင်းစိတ်ကိုပြုပြင်နိုင်တယ်အတွင်းစိတ်ကိုပြင်နိုင်မှလည်းပဲငြိမ်းအေးမှုဆိုတာဘုံဘုံတို့ရနိုင်တာအဲ့တော့အခုဘာလုပ်နေကြတာတုံးဆိုတော့ဒါအတွင်းစိတ်အစ္ဆဒကိုပြုပြင်နိုင်ဖို့အတွက်နီလန်းကိုသင်ယူနေကြတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့လိုဆိုရင်ဘုံဘုံဒီကနေ့ညနော်စိတ်နှလုံးငြိမ်းအေးဖို့အတွက်နော်ဒေသနာများစွာမြတ်စွာဘုရားနော်သင်ပေးထားတာတွေတဲက3ချက်လောက်ကောင်းနှုတ်ချက်ကလေးချပြီးတော့ပြောခြင်းအခုပြောမယ့်အကြောင်းအရာတွေကအကုန်လုံးဘုံဘုံတို့ထက်ခါတလဲလဲပြောပြီးသားအကြောင်းအရာတွေပဲဒါပေမဲ့ဒါတွေကဘယ်တော့မှရိုးသွားမယ့်အကြောင်းအရာတွေမဟုတ်ဘူးကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းအမှတ်ရနေတဲ့နဲ့ရှိနေတဲ့နဲ့နော်အရန်တဲ့အရေးရဲ့အကြောင်းအရာဆိုလို့ရှိရင်တခါတည်းကောက်ကင်ပြီးသားဖြစ်ရလောက်အောင်ကျွမ်းကျင်ထားတဲ့အကြောင်းအရာတွေပဲနော်အချက်3ချက်လောက်ပြောရင်အဲ့တော့ပထမချက်ကဘာပြောခြင်းတုံးဒါလေးကအလွန်လဲအခြေခံကြပါဘာပြောခြင်းတုံးဆိုတော့ဘုန်းဘုန်းတို့သူ့အကြောင်းကိုအကြောင်းဆိုပြီးတော့ခေါင်းစဉ်လေးတက်ပြီးတော့ဟောဖို့ပါတယ်ဟုတ်လားဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာလေးနပရိတံဝီလောမာနိနပရိတံကတကတအတ္တနောဝအဝခေယကတာနိအကတာနိစဒီအဆုံးအမလေးကိုဘုန်းဘုန်းတို့ကနှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်အခြေခံအဖြစ်မဖြစ်မနေနော်လိုက်နာကျင့်သုံးတဲ့နဲ့သိရှိနားလည်ထားရမယ်အမြင်မှန်လို့လည်းပဲဆိုခြင်းနဲ့ပေါ့ဟုတ်လားအနှစ်ချုပ်ပြောရင်တော့ဘာပြောရတော့သူများအကြောင်းစိတ်ဝင်စားနေကိုအကြောင်းကိုပဲစိတ်ဝင်စားလို့ပြောတာဟုတ်လားစိတ်ငြိမ်းအေးခြင်းနဲ့မပူလောင်ခြင်းဘူးဆိုရင်ဒီအခြေခံအဆုံးအမတွေကိုဘုံဘုံတို့တတ်နိုင်သမျှလိုက်နာနိုင်အောင်ကြိုးစားသူအကြောင်းမှသိပ်ပြီးတော့ခေါင်းထဲကိုမထည့်ပြအောင်ကြိုးစားကိုအကြောင်းကိုခေါင်းထဲထည့်ပြအောင်ကြိုးစားဟုတ်လားဒီမှာတော့မြတ်စွာဘုရားဘယ်လိုဟောထားတော့နပရိတံဝီလောမာနိနပရိတံကတကတနပရိတံဝီလောမာနိသူများကိုယ်မုန်းလို့မလို့လို့နော်ကိုယ့်အပေါ်မှာမဟုတ်တန်တရားတွေရှောက်ပြီးတော့ပြောတယ်ဆိုကြပါစို့ဒါလည်းကြုံရနိုင်တာပဲလေအဲ့လိုမျိုးကိုယ်ကိုမခံချင်အောင်ပြောလာတဲ့စကားတွေကိုနှလုံးမသွင်းပါနဲ့မစင်ကြင်ပါနဲ့မကြည့်ရှုပါနဲ့တဲ့နအဝခေယကြည့်ရှုစင်ကြင်၍မနေရကြည့်ရှုတယ်ဆိုတာလေးကိုဘုံဘုံကညနေကလမ်းလျှောက်ရင်းနဲ့စဉ်းစားတယ်ဒီတရားလေးကိုသူများကိုယ်နော်မကောင်းတရားပြောတာတွေကိုကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့တဲ့ဟုတ်တယ်ဘယ်သူကကိုယ်ကိုဘယ်လိုပြောတာဆိုရင်သူ့ပုံမှာမြင်နေတယ်ဘာနဲ့ကြည့်တော့စိတ်ထဲကကြည့်နေတာလေဟုတ်တယ်မို့လားစကလုံးတွေကိုတောင်မှပေါင်းကြားရောင်နေတယ်ပုံသဏ္ဍာန်တွေပါဖြစ်နေတော့မြင်ရောင်နေတယ်ဆင်ခြင်နေတာကြည့်နေအဲ့ဒါပဲဖြစ်တော့ဒေါသဖြစ်တာပေါ့နော်သူများကိုယ်ပေါ်ပြောလာတဲ့စကားတွေကိုကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့တဲ့နပရိတံကတကတံနော်ပရိတံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနအဝခေယကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့တဲ့ဟောတာမြင့်ချက်2ချက်နော်သူများကိုယ့်အပေါ်မကောင်းပြောတာတွေကိုကြည့်ရှုဆင်ခြင်မနေနဲ့ထားလိုက်တော့လို့လှုပ်လိုက်ဒါကိုထပ်ပြီးတော့ဘုံတို့ကြည့်မနေနဲ့ပြီးသွားပြီသူပြောပြီးပြီးသွားပြီတကယ်တမ်းမရှိတော့ဘူးနော်အဲ့လိုရှင်းအောင်စိတ်ထဲမှာနားလည်တတ်ရမယ်ပေါ့ဟုတ်လားပြီးရင်နောက်တစ်ဆင့်ရပါတော့ तू ဘာလှုပ်မလှုပ်ဟောနော်ကတာကတံပြုတ်အပ်သောအမှုမပြုတ်အပ်သောအမှုသူဘာလှုပ်ဘာမလှုပ်သဘောပေါက်လားအဲ့ဒါကိုဘာလုပ်ရမှာတော့စိတ်ထဲမထဲနဲ့တဲ့သူလှုပ်တာမလှုပ်တာသူကဏ္ဍပေါ့ဒါငြင်းအေးခြင်းတယ်ဆိုရင်အဲ့ဒါလိုဘုံဘုံတို့ရှင်းရှင်းလင်းလင်းရှိရမယ်စိတ်ထဲမှာဟုတ်လားနပရိတံဝီလောမာနိနပရိတံကတာကတံအတ္တနောဝအဝခေယကတာနိအကတာနိသအတ္တနောဝအဝခေယကတာနိအကတာနိသကိုဘာလှုပ်တယ်လဲကိုဘာမလှုပ်ဘူးလေအဲ့ဒီအချက်ကိုသာလင်သိသိချာချာကြည့်ရှုဆင်ခြင်ရမယ်တဲ့ဟ
ငါဘာတွေလုပ်တော့ဘာတွေမလုပ်တော့အထူးသဖြင့်ငါကောင်းတာတွေကိုလုပ်လားမလုပ်ဘူးလားဒါမှမဟုတ်မကောင်းတာတွေကိုလုပ်နေသလားလုပ်မနေဘူးလားအဲ့ဒီအချက်ကိုတော့ဘာလို့ရမှာတော့ဆင်ញင်ရမယ်ကြည့်ရှုရမယ်တဲ့ဒါငင်းအေးခြင်းတဲ့ပုံကိုယ်တွေဒီအခြေခံကြတဲ့ဘုန်းဘုန်းတို့အစုံအမကိုတတ်နိုင်သမျှလိုက်နာနိုင်ဖို့လိုတယ်ဒါအမြင်ရင်းကစပြီးတော့ပူလောင်ခြင်းရဲ့အကြောင်းကိုရှင်းထုတ်ထားနိုင်တယ်လို့ဘုန်းဘုန်းထင်တယ်စိတ်တွေပူရတယ်ဆင်းရဲရတယ်တခါလေပင်ပန်းရတယ်အကုသိုလ်ဖြစ်ရတယ်ဆိုတာပြောရရင်သူများအကြောင်းခေါင်းထဲရောက်နေလို့များတာပဲသူများနဲ့ပတ်သက်ပြီးတော့ပဲစိတ်တွေမှာစိတ်ထဲမှာညှဉ်းနှွမ်းမှုတွေအကုသိုလ်တွေဖြစ်ရတာများတာပဲဟုတ်လားကိုယ်အကြောင်းကိုစဉ်းစားတယ်ကိုယ်အကြောင်းကိုဝေဖန်တယ်ကိုစီစစ်တယ်ဒီဥစ္စာကောင်းတဲ့ဘက်ကိုသူကရှေ့ရှုသူများအကြောင်းကောင်းတဲ့ထင်ရင်အဲ့ဒါမကောင်းတဲ့ဘက်ကိုရှေ့ရှုနေတယ်လို့ဘုံဘုံထင်တယ်ဒါလက်တွေ့တေချာစဉ်းစားကြည့်ပေါ့နော်အဲ့တော့ဘုံတို့ဂါထာလေးတစ်ပုဒ်လည်းရှိတယ်လေနော်အတ္တနာသောရယတနာပฏิမန္တိထအတ္တနာသောအတ္တဂုတ်တတိမှာဒုက္ခဘေခုဝိဟာရိတိတယ်အလွန်ကောင်းတယ်နော်အတ္တနာသောရယတနာကိုစောရကတက်မင်းဒီလိုပေါ့နေတာကောင်းလားဒီလိုကောင်းတာကိုမလုပ်ဖဲနေတာကောင်းလားဒီလိုမကောင်းတာတွေကိုလုပ်နေတာကောင်းလားအစရှိသဖြင့်ကိုယ့်ရဲ့ချင်းချွတ်ယွင်းချက်ကိုကိုယ်တိုင်ညံနဲ့ကိုထောက်ပြပြီးတော့ကိုဘာလုပ်အောင်တော့စောရကတက်အတ္တနာသောရယတနာပฏิမန္တိထအတ္တနာကိုစုံစမ်းရမယ်စစ်ဆေးရမယ်နော်မကောင်းတာတွေဘယ်လောက်ရှိနေတော့ကောင်းတာတွေဘယ်လောက်ရှိနေတော့ဘလို့တော့ဘယ်အခြေအနေရောက်နေပြီတော့ဘလို့အောင်တော့ကိုစစ်ဆေးရမယ်အဲ့လိုဆိုရင်သောအတ္တဂုတ်တတိမှာဒုက္ခဘေကုဝိဟာရိတိအဲ့ဒီပုဂ္ဂိုလ်ကကိုယ်စိတ်ကိုတတိနဲ့ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့အတွက်ကြောင့်ချမ်းချမ်းသာသာနေရလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်သူများအကြောင်းခေါင်းထဲထည့်နေတာပူလောင်ကြောင်းပင်ပန်းကြောင်းဆင်းရဲကြောင်းကိုလုပ်နေတဲ့သဘောပဲနော်ကိုယ့်ရဲ့အနေထားကိုယ့်ရဲ့အခြေအနေမှာကိုယ့်ရဲ့လိုအပ်ချက်ဒါတွေကိုဘုံဘုံတို့ဝေဖန်စီစစ်ပြီးတော့ကောင်းတဲ့ကောင်းအောင်နော်ကိုယ့်အကြောင်းကိုစဉ်းစားနေတာကဒါလေကိုယ့်ရဲ့နော်ငြင်းအေးမှုကိုရကြောင်းလို့ဒီလိုနားလဲရမယ်ဟုတ်လားဒါကအခြေခံလေးကိုပြောတာနော်ဟုတ်လားဒါကြောင့်ငြင်းအေးခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်အကြောင်းကိုပဲစိတ်ဝင်စားပါဒါလေးကိုကောက်ချက်ဆွဲပြီးတော့ပြောနေတာဟုတ်လားနှလုံးစိတ်ဝင်ငြင်းအေးခြင်းတယ်ဆိုရင်ကိုယ့်အကြောင်းကိုပဲစိတ်ဝင်စားပါနောက်နံပါတ်1ပြောနေတာပါတော့ဗတ္တိကာရတတုတ်အကြိုက်ဆုံးတရားတွေတဲကမှအကြိုက်ဆုံးတရားတစ်ပုဒ်နော်ငြိမ်းချမ်းခြင်းတယ်ဆိုရင်ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားပါဒါပဲနော်အဓိကပြောချင်တာကဟုတ်လားစောစောကငြိမ်းချမ်းခြင်းတယ်ဆိုရင်ကိုယ်အကြောင်းကိုပဲစိတ်ဝင်စားပါအခုကပါတော့ငြိမ်းချမ်းခြင်းတယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားနိုင်အောင်ကြိုးစားကိုယ်စိတ်ကိုပြစ္ဆုတ်ပံမှာပဲနေနိုင်အောင်ကြိုးစားမြတ်စွာဘုရားဘယ်လိုသင်ပေးတော့အတိတံနာနာကမေယနပ္ပတိကင်ခေအနာဂတံယရတိတံပိဟိနန္တအပ္ပတင်္စအနာဂတံနော်ယရတိတံပဟိနန္တံနော်အတိတ်ဆိုတာပြီးခဲ့ပြီဘာမှမရှိတော့ဘူးတဲ့ဒါကြောင့်မလို့အတိတံနာနာကမေယဘာမှမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့စိတ်ကိုအစဉ်လိုက်မနေနဲ့တဲ့ဖြစ်ခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူလောင်မနေနဲ့ပင်ပန်းမနေနဲ့ဆင်းရဲမနေနဲ့အတိတ်ဟာမရှိတော့ဘူးဆိုတဲ့ဒီအမှန်တရားကိုပြီးပြင်းမြင်အောင်ကြိုးစားပြီးတော့မရှိတော့တာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာကိုမှတည်ဆောင်သွားမနေနဲ့မရှိတာကြီးကိုစိတ်ထဲအရှိလုပ်ပြီးတော့တည်ယူမနေနဲ့ပေါ့ဟုတ်လားအပ္ပတင်္စအနာဂတံနောက်အနာဂတ်ဆိုတာတကယ်ရောက်လာသေးတာမဟုတ်အဲ့ဒါကြောင့်မလို့နော်အတိတနာနာကမိယနပ္ပတိကင်ခေအနာဂတံအနာဂတ်ကိုလည်းဘာမှတောင့်တမှုကြောက်ကြမှုတွေနဲ့ပူလောင်ပင်ပန်းပြီးတော့မနေနဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့ဒါမျိုးဆိုပြသင်ပေးထားတာငြိမ်းခြင်းတယ်ဆိုလို့ရှိရင်ဘာမှမရှိတော့တဲ့အတိတ်ကြီးကိုအတိတ်ကအဖြစ်ရက်တွေကိုရှိသေးတယ်လို့ပုံဖော်ပြီးတော့လေးလန်စိတ်ထဲမှာလှုပ်ဆက်တွေခင်းပြီးတော့တကယ်တော့ကိုယ့်ကိုရှုပ်နေတာဟုတ်လားဒါကြောင့်ဗောဓိမြိုင်ဆိုကြီးပြောတာဘုံကအရင်သဘောကျတယ်နော်ဒုက္ခတွေထဲမှာတကယ်ဒုက္ခတမတရှိတာပါတဲ့ကျန်တာတွေကလှုပ်ဆက်တွေကြီးပဲတဲ့ဟုတ်လားစိတ်ထဲကိုယ့်ကိုဖန်တီးနေတာဆင်းရဲနေတာဘယ်သူကငါဘယ်လိုပြောခဲ့တာဟာဘာလုပ်ခဲ့တာဘာဖြစ်တယ်ညာဖြစ်တယ်ဘာမှလည်းရှိတော့တာမဟုတ်ဘူးအဲ့ဒီဥစ္စာကြီးကဘယ်လောက်ထိဘုံဘုံတို့ညံနေလဲဆိုတာဒီတစ်ချက်နဲ့စီစစ်ကြည့်ရင်ကိုသိနိုင်တယ်မရှိတော့တာကြီးကိုမလုပ်နေတော့အရှိလို့ပြီးတော့စိတ်ထဲမှာလေးလံနေတာဟုတ်လားဒါကြောင့်အတိတ်ကိုမသေးဆောင်နဲ့နော်အနာဂတ်ကိုလည်းကြိုးကြိုးပြီးတော့ဘုံဘုံတို့ဝင်ဖို့ကြိုးကြိုးပြီးတော့လည်းယူနေတဲ့အပိုင်းရလည်းပဲအယမ်းမိုင်မဲ့ရောက်တယ်လို့ဆိုနိုင်တယ်ဘာမှမသေးကြတဲ့ကိစ္စကိုသေကြတယ်လို့လူကြီးလှုပ်ပြီးတော့စိတ်ထဲမှာပူရရှိပူဟာတကယ်ဖြစ်တော့လဲပူအောင်မှာနော်ဟုတ်လားမဖြစ်ခင်ကလည်းကျိုးပူလို့အပူကရော့မထင်နဲ့ဟုတ်လားတကယ်ဖြစ်တော့ပါဦးနော်ပူအောင်မှာဘုံမတော်ကြောင့်ရိုးလေးစဉ်းစားပါလေအနာဂတ်နဲ့ပတ်သက်ပြီးတော့ငါဖြစ်တော့မှပဲပူလိုက်တော့မယ်ကွာနော်မဖြစ်ခင်ကတော့ကျိုးပြီးတော့ပူမနေနိုင်ဘူးလို့ဟုတ်လားမဖြစ်ခင်ကကျိုးပူလို့ဖြစ်တဲ့အခါမှာဘုံဘုံတို့ရော့နေတယ်ဆိုရင်လည်းတမျိုးလေအတိတ်ပဲကဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်အတိတ်နဲ့အနာဂတ်ကိုကောင်းကောင်းနားလည်ပြီးတော့သူတို့ကြောင့်စိတ်ထဲမှာမပင်ပန်းစေနဲ့မပူလောင်စေနဲ့အကုသိုလ်မဖြစ်စေနဲ့ဟုတ်လား
ပိစုပန်နေစာယောဓဘာတထတထဝိပဿတိအတ္တဟိတာအတ္တကုပ္ပတံဝိရောမနုပြွေကြီးနော်အခုလုံးလုံးစေဖြစ်နေတဲ့သဘာဝတရားလေးရဲ့အပေါ်မှာအမှန်ကန်သိပြီးတော့နေတဲ့အလုပ်ကိုပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကြိုးစားတယ်လုပ်တယ်တဲ့ဘာဖြစ်လို့တော့အဲ့ဒီလိုပိစုပန်မှာဖြစ်နေတဲ့သဘာဝလေးကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုနေတဲ့အလေးကျင့်ကိုလေ့ကျင့်နေတဲ့အခိုက်အတန့်မှာဒီစိတ်ကိုတဲ့နော်လူချင်းစရာကောင်းတဲ့အာယုန်တွေကလည်းပဲနော်လောဘဖြစ်အောင်မဖြားယောင်းနိုင်မကျင်တဲ့စရာကောင်းတဲ့အာယုန်တွေကလည်းဒေါသဖြစ်အောင်မဖြစ်စည်းနိုင်ဘူးတဲ့ဘုံအလွန်သဘောကျတယ်ဒီဥစ္စာကိုဒါကြောင့်ငြင်းအေးခြင်းတဲ့ဆိုရင်ဒီတစ်ချက်ကိုဘုံဘုံတို့ကကျင့်စဉ်အနေနဲ့ကောင်းကောင်းနားလည်ထားရမယ်နော်